လောကအကြောင်းပြမယ်ငါတို့နေတဲ့လောကအကြောင်းပြမယ်မိုင်းညိုတဲ့တော့အုပ်ကြီးလို့မာယာရီများလုံးနဲ့ကျွတ်ကျွတ်နေတဲ့လောကမှာလဲပုံစံတွေမျိုးမျိုးပဲရုံတငယ်လုံးမျိုးဖြူစင်သူလဲရှိမယ်ဝင်းမလွေလုံးမျိုးရာရာကိုကောက်ချင်တတ်တယ်လူတွေရှိတယ်ဒီကွယ်အိုး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 တတိပြင်းနဲ့ကဘာကြီးပူနွေးလောမတရားတို့လွမ်းချုံစိတ်တို့ကကြောက်ထဲကိုကြဆန္ဒစိတ်ညာကင်းကွာအကျဉ်းတွေမရှိဘူးရာရာကိုကောင်းစိတ်နဲ့ထင်ရတွေကို